ဘာဖြစ်ဒူလာဆွဲနေလားလေယုံမဟုတ်တာအတန်ဘာလို့တပွဲလုံးမှာလဲအတန်ကောင်းတာသူတိုးလေးတယောက်လည်းရှိတာငါတယောက်ရှိတာပဲဟုတ်လားဒီသူလိုက်တော့ရုပ်ကတာကိုယ်တိုင်လည်းဖြစ်နေတာအဲ့တော့ဓမ္မရည်ချင်းကိုဖန်ဆင်လာရဟုတ်ပါလူရှင်တော်ဆိုတော့လည်းခွန်းတော့တော့ဆိုရမှာပေါ့မရရနော်ဟုတ်တယ်အရှုံးမဖောက်ခွန်းတော့ကိုနဲ့ဆိုမေအရှုံးမဖောက်ခွန်းတော့ကိုနဲ့ဆိုမေအပေါ်လေးမူကမကြတဲ့ပါဘူးခမညာဖော်တာများလို့စိတ်ရှင်လန်းစီကိုနမတပည့်ခံရဲ့ဆောင်းရဲ့ဒီနာလေးအင်းစင်အောင်တို့ပိုင်ရအောင်တို့ကလည်းနမအနာပွဲကြီးကစတော့လေဟုတ်ကဲ့အနုပညာအစဉ်တွေးရှုရပါရင်ကျေးမှုဆိုတာတွေမကွဲပြောင်းရအောင်ခင်ဗျားတို့ကျုပ်တို့ကနေပြီးတော့ဟုတ်ပါထိမ့်ပိန်ပါမယ်ထိမ့်ပိန်ပါမယ်ဘာသာရှိကသွားရင်နောက်ကပါတယ်နည်းနည်းတော့စမ်းကြည့်ပါရစမ်းထိမ့်ပိန်ပါမယ်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 ကြွားသားကြည့်ဟဲ့လုံးဝစီးတီးကွတ်တီကွတ်တီပဲဟာနန်းနိုင်လားဟာ GWA good COW နမအဲ့ဒါထိတ်သိရမှာမလားဗျာထိတ်သိရအမှုပညာအမွေတစ်ကိုအခြေအမြင့်နဲ့ပြင်ဆက်ကြပါသူမြေဟိုရခင်အနေကကာနေကြပါလေမြမနှစ်ပါးတမင်ဟာကာဝဲဒီလေးထွက်ကြရေးကိုကြီးဒီလေးနှစ်ပေါင်းအမီမဲလာတော့လာဆွဲတော့လိုက်ကိုကြီးကိုကြီးမျိုးကြီးဒါလေးကတော့မြမရိုးရာရင်ကျေးမှုအမွေအနှစ်ကိုထိမ့်သိမ့်နေပွဲလေးပါပဲဗျာမြမရင်ကျေးမှုရိုးရာအမွေအနှစ်ကိုထိမ့်သိမ့်တဲ့ပွဲဆိုတော့တားလေးတွေကဘသူလေးတွေလဲတားငယ်လေးဟိတ်သိအောင်တားငယ်လေးပိုင်သိအောင်ညီကိုတယောက်ကနေပြီးတော့ပြောစရာနှစ်ပါးကနားလေးတွေဖြောပြမယ်ဟုတ်ပါအဲ့တော့
အစင်လာကိုထိသိနေဆိုတော့တားငယ်လေးတွေမှာမျိုးရိုးစင်ဆက်တော့ရှိရလားတဲ့မျိုးရိုးစီလေးတာအဲ့ရှိတာပေါ့အဲ့လိုမေးတိုင်းအချင်းပြရှိရမယ်ရှိတာပေါ့အဲ့တားငယ်လေးတွေမှာမျိုးရိုးစင်ဆက်ရှိတယ်ဟုတ်ပါလားမျိုးရိုးစင်ဆက်အပြင်ကရင်ပြည်နယ်တလောမှာနာမည်ကျော်ကြလူကျန်များတဲ့ဝိဇ္ဇာမောင်မင်းသားကြီးကျော်ငင်းကျော်ငင်းကရင်ပြည်နယ်ဝိဇ္ဇာကျော်ငင်းကရင်ပြည်နယ်ဝိဇ္ဇာမောင်ကျော်ငင်းဆိုတာကတားငယ်လေးတွေရဲ့အဖို့ဟုတ်တယ်တနေ့တာရင်တိုင်းဒေသကြီးမှာနာမည်ကျော်ကြလူကျန်များနေတဲ့မင်းသားကျော်အောင်ကျော်ဟင်းရဲ့တားလာရနာလေးပေါ့ရိုးစိမှန်တော့အပင်တန်တာပေါ့ဆရာကောင်းတော့တပည့်တန်ကောင်းပန်းနဲ့လမ်းကြောင်းမှန်လာတဲ့ခလေးလေးတွေဟုတ်ပါဘူး။နော်ဗျာ။အဲ့ဒါမြမရိုးရည်ကျင်းမှုအမွေနှစ်တပင်းပညာရက်ကိုထိသိမ့်ရတဲ့တားငယ်လေးတွေပါပဲ။ဟုတ်ပါဘူး။ကိုင်းတော့မျိုးလေးဆောင်သားနေပြီလား။ဟုတ်ပါဘူး။မကတိလို့ရေ။မျိုးလေးဆောင်သားနေကတော့နောက်တော်ဘာကထွက်ပေါ်လာမဲ့တားငယ်လေးတွေဟုတ်ပါဘူး။တားငယ်လေးဟိန်းစိန်အောင်နဲ့တားငယ်လေးပိုင်စိန်အောင်တို့ရဲ့ပျော်စရာနှစ်ပါးအကလာလေးတွေ။မျိုးလေးဆောင်သားနေပြီပေါ့။ဟုတ်ပါ။မျိုးလေးဆောင်သားနေတဲ့ပြိတ္တကြီးကိုငါတို့ကလည်းချပြပါမဟုတ်ဘူးလား။ချပြ။အဲ့တော့တားငယ်လေးဟိန်းစိန်အောင်နဲ့ပိုင်စိန်အောင်တို့ရဲ့ပျော်စရာနှစ်ပေါင်းအကအလဆိုတာဒီလိုရှုကားကြပါစို့ခင်ဗျာ
မာတကယ်လို့ချင်တာလို့တကယ်လို့ချင်တာလားအဲ့လိုခလေးတို့တကယ်လို့ချင်တာလားလို့ချင်တယ်လို့ချင်မိမိမကြီးသူ့ဖေးပို့လာတယ်တဲ့ဘာပါတယ်ကောင်းရတော့လားဂိတ်အောင်လို့ပိုင်အောင်လို့ချောတာတော့ပြင်းတော့မလားလေဘာလို့ငါလည်းငယ်တို့တက်ကိုချိုးတယ်ဒါကကိုယ်လေးဖြစ်နေတာဖြစ်နေကိုယ်လေးမှာကြရနော်မင်းသားလေးအစိုးအခကထာနာမြင်ရပြီမြင်ရပြီလားမင်းသားလေးကတော့လာပြပြအားလုံးရဲ့ပြရဝါဒဆိုတဲ့ချစ်ပေါ်စကားပြောကြမှုရှိသေးတယ်ဘာဖြစ်တာကိုခိုင်ရမယ့်အချိန်ရှိသေးတယ်ဗျတို့လူရှင်တော်တွေဆိုတာကအချိန်မဟုတ်တဲ့တိမ်ပုတ်တွေမင်းသားလေးဆိုတာကသာသနာမှာဖိုးရှင်လာမင်းကြီးဟုတ်တယ်ဖိုးရှင်လာမင်းမင်းသမီးလေးတွေကကျေထားရလေးလိုလင်းလက်တော့ပါနေတာအဲ့တော့တို့လူရှင်တော်တွေတိမ်ပုတ်တွေကဖယ်နေရတယ်အဲ့တော့မင်းသားလေးချီလိုပဲကြားတယ်လားကြားပါနောက်ဆုံးပုံသားကြပါတော့ချစ်တရားကောင်းပါဗျာညူယူကောင်းတာဟုတ်ကဲ့ကိုဖေဆိုလဲတရလိုက်တဲ့မှာနမိတ်ကြောကြလူကြတက်ခဲ့တဲ့မင်းသားကြီးမင်းသားလေးလေမင်းသားကြီးငယ်လေးတွေဟုတ်ပါမင်းသားကြီးအောင်ကျော်ဟင်းအောင်ကျော်ဟင်းနော်မျိုးစီမှန်တော့အပင်တန်တဲ့ကလေးတွေဟုတ်တယ်ဆက်တော့ကျွန်တော်ကိုပြောတယ်လို့ပဲဟိုဆရာကောင်းတဲ့ပန်းတော့ပါတော့လမ်းကြောင်းပါလားလမ်းကြောင်းပဲဆက်တယ်ကလေးတွေဗျာဟုတ်တယ်ပြောတာချစ်စရာလေးလူလိမ္မာသားကျင်ပါတယ်လူလိမ္မာသားကျင်ပါတယ်တဲ့ထွက်လာကလေးကဘုရားတရားသံဃာမိမဆေးအောင်ဆိုတဲ့နှလုံးသား၅ပါးကိုကြောက်တာဟုတ်တယ်ရှိပြီးတော့လူလိမ္မာသားမရင်ပေါင်းသားဗျာရှင်းပါဗျာအမလီကားလေးကလူလိမ္မာသားရင်မဆိုတော့ထွက်လာကလေးကပြိပရိသတ်ကိုမြစ်တာပို့မြစ်တာပို့လားလူယုံမှာတာသမီးများကျတော့လက်ထက်မှာအမိုက်ကြီးတွေဆိုစီနဲ့နောက်သားလေးကပြစ်ချဆန္ဒလာရကောက်အခုပါလေးပြစ်ချမတာလေးကောက်ခွေးလေးပြစ်ချသွားပါတော့အဲ့ဒါဆိုရပါပြီတက်ရတက်ဒီပြလိုက်တယ်ပြရပါတော့ဗျာဟုတ်ကဲ့တိုင်းကုသိုလ်လေးရခင်ဗျာဒီနေ့လေးအဲ့ဒါလို့မှာပါတော့ဗျာမောင်ရဲ့ဗျာကျမ်းပါပါရဲ့ဟိုဒီကကိုစင်ကျိုးရဗျာဒီနေ့လေးခေါ်မမလားဆိုရင်တော့မစိုးရင်အမလေးမင်းတို့ရှိဟိုတို့အမလေးမင်းတို့မချိုးလားချိုးတော့အမေအားငါဒီနေ့အတိုင်းပဲကမင်းတို့သွားခေါ်နေတော့တော့ခေါ်တာနေပြီတက်ခုံနေလာပြီးတော့မင်းကအမလေးပြုံးလိုက်တာအမလေးမင်းတို့ပြုံးဟာအမလေးနှလုံးအေးခေါ်တာပဲအဲ့ဒါမှမင်းသားအင်္ဂါရဲ့နဲ့ပြီးတာလားဟုတ်ကဲ့မင်းတို့ရှိလေးတော့ရှိတော့မင်းတို့ပြုံးရတာတော့အရင်ပုံပြုံးရတယ်အမလေးဝလာဟာတာပလဲလေးစီတောင်းလို့ပဲဖြူဖွေးနေတာဖွေးနေတာဘယ်တော့လာလဲမင်းတော့ကြည့်ရတယ်ဟာမဟုတ်မှချေသေးတယ်ဘာလဲဘာမမီနာလာမလာမလေးမီနာလေးနှခေါင်းလေးများမလေးကိုရီးယားမီနာဘူးချိုပြိုအမလေးဘူးချိုပြိုတွေးလာတယ်မတွေးလာတယ်ပြိတ္တကိုနှခေါင်းလေးပြန်တယ်ပေါက်တူးရိုးလို့ခေါ်တယ်လို့ပေါက်တယ်ကိုမင်းသားတော့လည်းပြောနေလာနေလာမင်းတော်လေးကြီးကြီးနေနေအောင်လေးကြီးနေပါမယ်ဘလို့မကန်လာနဲ့
မလေးညကုန်းလေးရောက်စေရောတော့ညကုန်းလေးအမလေးညလိုက်ဒီလားအမလေးညညကုန်းလေးခါဆိုင်ဟာခြေတော့ကိုကောက်နေတဲ့အတိုင်းပဲဒီမေခြေတော့ကိုငါမလည်းလာလာမလေးနှလုံးလေးရှိနှစလေးပြပြနေစမ်းအာမလေးတလုံးရွေးတလုံးအမလေးထပ်ခေါ်လာမယ်ဘာဖြစ်မျက်စာလေးပြပြလိုက်တာအဲ့ဒါချွတ်ပေါက်နေတာမင်းမျက်စာပြခိုင်းတာမျက်စာပြတာမဟုတ်ချွတ်ပေါက်နေတာဟာတေချာကျင်တာတစ်ဖက်ကရွှေတကုံမှာတစ်ဖက်ကစုနေမှာဟုတ်တယ်ဆက်လို့မမလို့မင်းသားလေးဟာဆိုလို့ပြန်ဟာဘာဖြစ်လဲဘောအတူတူတက်တာလားဟုတ်တယ်အမလေးမင်းသားလေးများဟာတော့တက်လိုက်တာအမလေးကြာနေအနက်လေးကိုသေးနေတာပဲအမလေးနဲ့ဒီအမလေးညူလာဒီလားဆက်ဆိုင်လေဟာလို့ရဘယ်လိုဒီရပေါ့နေလဲတော့မသိဘူးဘီယာတော့ဒီပဲမင်းသားလေးငါဘောနဲ့ပြည်တော့တယ်မင်္ဂလာဘောနဲ့ပြည်တော့မှာဗျာကိုတဲ့တော်ကြီးစီလူမျိုးအထွတ်တော်ရှိရေခုံစဲဟုတ်တယ်မတတ်တဲ့ရုံကြီးနမှုဘလို့စီလူမျိုးအထွတ်တော်ရှိရေခုံစဲဟာအဲ့လိုနဲ့ငါပြောတာပြောပါပြောတာစီမိမမြောင်နဲ့ခလေးအဖေဒုက္ခရောက်နေစေကောင်းပြောပါမင်းသားလေးကျိုးသားလို့ကမယ်ဗျာတော့ဗျာဟုတ်ကဲ့ဆိုင်ရတဲ့တတလေးချစ်စရာလေးတိုင်းဘလူမဆွေကြောင့်လည်းလို့နဲနေကြပါစေမလေးလည်းလို့စမ်းလို့ပန်းလို့ပါကွာဒါစားပန်းလို့ဖွင့်တာကိုပြောတာလေဟုတ်တယ်ကောင်းမှာပဲကောင်းပြောတိုင်းလိုက်ကြပါစို့ကျွတ်တော့ဗျာတော့ဗျာဟုတ်ကဲ့ဟေးတာဟင်းပြောကဟုတ်ကဲ့တော့ရဲ့ဘဝစကြောင်ပြောရချင်တယ်တာရဲ့ဘဝစကြောင်ပြောပြချင်တာကဲပြောပြအောင်တိုင်းဦးလေးတိုင်းတိုင်းတာရဲ့ဘဝစကြောင်တော့ပြောပြချင်တယ်ဗျာတာရဲ့ဘဝစကြောင်ပြောကြည့်ပြောနေတာတာအကြောင်းကလေးတက်ဘူဘူရဲ့အငွေဖြစ်တဲ့မိသားအကောင့်လေးဝန္ဒနာပါတာကြောင့်ဒါလေပပလေးမမှုပူစားတော့ပပကမြန်မာစာဥစ္စာလို့စီဒီချင်းလေးတွေရေးပေးထားတယ်ကောင်းတာပေါ့တာရဲ့ဘဝစကြောင်တွေကဒီလိုပါလေကြောက်တပီပညာမျက်နှာတမှုထားလို့တင်ယူလေလားကြိုင်စီကကျွန်တော်စာတီပါကျောင်းစာလေးတင်စက်တပီပညာလေးလေလားကြည်မီနဲ့ကြည်မီလားလေဟင်းစီအောင်ဘဝဒီလိုစားခဲ့နာတပီပညာမျက်နှာတမိုးထားလို့တင်ယူလေလားကြာရင်စိတ်ကြီးကကျွန်တော်စာတီပါကျောင်းစာလေးတင်စက်တပီပညာလေးလေလားကြည်မီနဲ့ကြည်မီလားလေဟင်းစီအောင်ဘဝဒီလိုစားခဲ့ဒါကျွန်တော်ရဲ့ပါကမြေချဝေစားသွားကကျွန်တော်မင်းသားဖြစ်ဖို့ကြိုးစားပြီးစားအမိုးကလေးတကောက်ကောက်လိုက်လို့အားပေးကအပေးမစေခံဆောရှော့ကတပည့်ဦးရင်မူကြီးဆရာရှင်စီရောက်လားပညာတင်လို့စင်မောရောက်လို့လားအဒီကမကြပါပြိတ္တတွေချစ်ရင်တာရင်စီအောင်ကြိုးစားကနေမှာ
ကြပါပြိတ္တတွေချစ်တိုင်းစီအောင်ကြိုးစားကြနေမှာကောင်းပြီဘူးလားကောင်းတာလည်းမပြောနဲ့လေမင်းသားလေးနာမည်ကဟိန်းစင်အောင်ဟိန်းစင်အောင်တန်းငယ်ငယ်လေးအချွေးသားငယ်ပညာကျွေတဲ့ခလေးဟုတ်တယ်ဟုတ်ပြီလားဗျာဒါပေမဲ့မင်းသားလေးဆိုတာဘလောက်ကောင်းကောင်းမင်းသားလေးကတာဘလောက်တက်လာကျွန်တော်ဟာတာလို့ဆိုတော့ထက်ဆိုင်ကြတော့အဲ့လိုတချင်းတွေမကြိုက်ဘူးမင်းအဲ့လိုဘဝစကြောင်ချင်းတွေမကြိုက်ဘူးမင်းကဘလို့ချင်းတွေဘလို့ချင်းတွေကြိုက်နေဆိုတော့ကျွန်တော်ကကျတော့လူငယ်ဆိုတော့ကျွန်တော်ကျတော့အချစ်တချင်းလေးတွေကြိုက်အော်လက်အိုဘီလက်ဆိုတာအဲ့လိုပြီးလက်ဒီပဲလိုပြီးရလူတိုင်းကအချစ်နဲ့မကင်းဘူးလူတိုင်းကအချစ်နဲ့မကင်းဟုတ်တယ်အဲ့တော့ကျွန်တော်ထိုက်ဆိုင်ကြတော့အချစ်နဲ့ပတ်တဲ့တချင်းလေးတွေကြိုက်ဟုတ်တယ်အဲ့လိုတချင်းနဲ့မှာဘုံတချင်းလေးပူကြိုက်ဘယ်တချင်းလေးဘုံချင်းတော့တချင်းလေးဘယ်လေးဘုံချင်းတားကောင်းလားအဲ့အချစ်ရှုံးသမားတတ်တာဒီချစ်ရှုံးသမားတတ်တာဒီချစ်ရှုံးသမားတတ်တာဒီတမီးဒီတွေညာတယ်အဲ့ဒါစားလိုက်ကြတော့မေးဒီဟုတ်တယ်အချစ်တွေဘလောက်မင်းတို့အချစ်တချင်းတွေဘလောက်ကောင်းကောင်းအမေငါအချစ်တချင်းတော့မင်းတို့မမီးမင်းအချစ်တချင်းရှိလို့အမေငါအချစ်တချင်းရှိတယ်ဘယ်တချင်းလို့တနိုင်ငံလုံးကိုပေါက်တော့တာချယ်ရီတင်းမှာအစ်ချယ်ရီတင်းတစ်ချင်းတချင်းတစ်ပုတ်နဲ့ပေါက်တာနော်ဘယ်တချင်းဟာဆိုပြမယ်အချစ်ဟာလိုက်လို့ပြေးလာလားအိုးဒီလိုလိုက်တာလားကဲဘလောက်ကောင်းလဲဘလောက်ကောင်းလဲကောင်းနိုင်ငံလုံးကြော်ပါကောင်းတာမင်းတို့တချင်းတွေဘလောက်ကောင်းကောင်းငါတချင်းကိုမမီဘူးမင်းအားတချင်းဟာတလည်းလုံးအိုးကြောက်ပေါက်ခဲ့တယ်တချင်းတစ်ပုတ်ရှိတယ်ဘယ်တချင်းသူချစ်သူကောင်းမလေးကိုဂယုစိုက်တဲ့အကြောင်းကိုရေးထားတာအမလေးတချင်းတွေလေတချင်းတွေအချင်းမင်းတို့မကောင်းရင်လားအချင်းဘုတ်တုံထိုင်နေနော်ဘာလို့ဆိုလဲအဲ့လိုပြောပါလေမင်းတို့တချင်းတွေကခေဟောင်းနောက်ကျသွားပြီရောက်ရတယ်အဲ့တော့တက်တော့မှပေါက်နေတဲ့ရှင်ဘုရားရှင်ဘယ်တချင်းဟိုလေးမြန်မာသားဦးစင်တို့ကြီးတဲ့အရှင်ကွာဦးစင်တို့ရှင်တွေပဲဦးစင်တို့မကြီးတာဟုတ်လားဦးစင်ကလက်ချင်းပူလောင်တဲ့ပြီးတော့ဘယ်ဘူးဘယ်လိုမှကျူနေပြီသေနာရှိပါဘူးဦးစင်လည်းမခက်စားနေတာအဲ့တချင်းလေပတ်သက်လို့ပေါက်သွားတာဒါပေမဲ့တခုတော့ရှိတယ်ဘာလို့မင်းတို့အချစ်တချင်းတွေဘလောက်ကောင်းကောင်းမင်းတို့အချစ်လေးဟိုမင်းတို့အစစ်ချင်းတွေတပုံထဲနဲ့အုပ်သွားတယ်ကောင်ရှိတယ်အချစ်ချင်းကဘယ်လိုလဲတပုံထဲနဲ့အုပ်သွားတာဘယ်လိုလဲတလီလီကိုတေးတယ်ရှိလိုက်စမ်းခိုင်ရဲ့ဆိုင်ကဲဆိုင်ကဲဆိုတပုံထဲနဲ့အုပ်သွားတယ်မင်းတို့အချစ်တွေဘယ်တချင်းဖုတ်လိုက်ကဲမင်းတို့အစစ်ချင်းတွေတပုံထဲနဲ့အုပ်သွားတာဖုတ်လိုက်ဘာလဲတချင်းဘာမှမရှိတဲ့အချစ်တွေအားလုံးစနကလည်းအဖုတ်နဲ့အုပ်ပဲအဖုတ်နဲ့အုပ်ပဲတချင်းတွေကောင်းတယ်နော်ကောင်းတယ်လိုက်ဖို့လိုက်ဖို့ဖုတ်လိုက်ဒါပေမဲ့အဲ့လိုဘယ်လိုလုပ်လဲသူစလုံးဆိုတော့အချစ်ချင်းလေးတွေအဲ့တော့အချစ်နေရာမှာတို့ကဘယ်နေရာဟိုကဘယ်လိုပြောလဲချစ်နေရာပေါ့ဟိုကချစ်နေရာမှာတို့ဖုတ်လေးကိုထိုက်ဆိုကြည့်လိုက်ချစ်တယ်ဆိုတဲ့စကားအတုံးလုံးကကျဲတယ်ခလေးတွေအတွက်ဘုသူကကြော်နေတယ်ဟုတ်တယ်အချစ်ကိုဗန်းပြီးတော့အဲ့ဒီနေရာလေးမှာဖုတ်ဆိုတာထည့်ဆိုလိုက်အချစ်ကိုဗန်းပြီးအဖုတ်ကိုစားတယ်အချစ်ကိုဗန်းပြီးတော့ဖုတ်ကိုထည့်ငါအေဂျင်လာတော့လိုက်ကြတယ်မေးလေကစားအဲ့ဒီချင်းကဆိုပြဆိုလိုက်အဲ့တော့မဆိုတော့ဆိုတဲ့ချင်းကြီးကြတော့အချစ်ရှုံးမှာတတ်တာဂီဒီချစ်ရှုံးမှာတတ်တာဂီဒီဟုတ်တယ်အဲ့တော့ဒီလိုပြောဆိုလိုက်ဘယ်လိုလဲကဲအဖို့ရှုံးမှာတတ်တာဂီဒီအဖို့ရှုံးမှာတတ်တာဂီဒီမင်းရရမကောင်းပါလေဘယ်တော့လို့ထဆိုင်ရဲ့တချင်းတော့အဲ့လိုဆိုငါတချင်းကိုပို့ဆိုးတော့ပြီဘယ်လိုလဲမဆိုးကြည့်လိုက်ဆိုးကြည့်ချင်းနေမှာအဲ့ထည့်ဆိုကြည့်လိုက်ချဲဒီချင်းဆိုမယ်နော်အဖို့ဟာလိုက်လို့ပြေးလာလားအိုးပြေးလို့လိုက်တာလားတမဟောမင်းအပေါ်ဆိုတယ်ဟာတဲ့မင်းတချင်းလည်းမကောင်းဘူးမင်းတချင်းလည်းမကောင်းဘူးငါတချင်းနေရတော့ကိုတော့ကောင်းမယ်ချင်းဒီလိုမကောင်းရင်လားချင်းအဲ့ဒါနဲ့စားလို့ဆိုကြည့်မယ်အဖိုးကြီးဒီလိုမကောင်းရင်လားအဖိုးနေအဖို့ဆိုဝိုင်းမင်းကဆိုပါပြီဆိုလို့ပြောတာချင်းမှာတော့အဲ့ငါချင်းတို့ပို့ဆိုအောင်ဟုတ်တယ်ချင်းအဖုတ်ဆိုတာပူလောင်တဲ့
ကျွန်တော်တော့မပြတ်လို့ရတယ် ဘာလဲ မင်းသားတော်လေးကျန်သေးတယ်ဗျာ ကျန်သေးတာ ဒီကနေ့လည်းကျန်နေတာ မင်းသားတော်လေးဟိစေအောင်လေညီငယ်လေးပိုင်စေအောင်လေ ဟိုပန်းကြီးလေးကျန်နေတယ် ပိုင်စေအောင်လေးကိုခေါ်လို့ကြပါဗျာ ခေါ်လို့ကြပါစို့ရအဲ့တော့တာလေးတာတာလေး မင်းသားလေးထွက်လာပြီဟဲ့ အပေါ်တော့ရေ ဘူးကြီးတို့ရေ ဟေးတာလေးခေါ်လာတယ်မသိရလေ တာဒီတကကမြတီပြန်ထူထားတယ်ဗျ ဘာသိလဲ ကျွန်တော်တို့ ကျောင်းမှာတင်းတဲ့တင်းတင်းတုံးကြီးကနန်းလေးကိုတာစီပြီးတော့တရားဥစ္စာတော့ကဒီလိုလေးပြရတာဗျ ဒီလိုရေးပြတာလားကြားကြပါရခင်ဗျာ မင်းသားတွေပူပြီးပြိုနေတာဒီလိုထားတော့ပြိုနေတာဘယ်လိုပြောများမသိဘူးဖြစ်နေတာ မင်းသားလေးဒီကောင်ကချစ်စရာလေး ချစ်တယ်လေ တော့ကောင်းမှချစ်တယ်မပြည့်စရာတူကူမ မသိခဲ့တာ ဒီကောင်ကမင်းတို့လေ ဒီလိုဖြစ်တယ် အဲ့ဒါကတက်ပါတယ်ဆိုတော့မင်းသားလေးကောင်ကလာတယ်အဲ့လိုမျိုးငါလေးကတယ် မင်းလည်းကလည်း ဆက်ဆက်ကတယ်ငါလည်းပတရားကျုံးစင်မယ် အကြောင်းစင်းပါ ငါကျုံးစင်မောဒီကောင်တိဘာဖြစ်တာဘာသာမကြိုက် ဒီရေလို့လား ရှိချင်တာအဲ့ဒါတိုင်းအဓိကအရေးကြီးတာအကမှာအရေးကြီးတာ ဟုတ်တယ် ဘာရေးကြီးတယ်ဒီအရှိတော့အနောက်တော့ဘေးတော့အကရဲ့အစအဲ့ရဲ့အစ ရှိတော့ မသိကြတယ်မလားငါကတဲ့ဒီငါကပြမချိမချိနော်ဆရာကြီးကျွန်တော်ဟိုလေးနဲ့ဘယ်လိုပြောမလဲဆိုတော့ဟိုဆရာတီးတယ်တိချာ ခေါင်းမင်းဒီလိုပေါင်းလိုက် ဒီလိုစိတ်ကတီးနေလို့ဒီ ဒီမှာပြဟိုအဓိကရေးအနောက်တော့အနောက်တော့ပြ နောက်ကလည်းဆရာလည်းရုံးမယ်မင်းသားရုံးတူဆိုလေဒါပေမဲ့ရှင်မောင်နဲ့နေနေလား ဒါတော့ နောက်တော့ ဟောလိုက်ပြန်လေး ဟေးမင်းခဏလည်းမလုပ်နဲ့ ဒိတ်ပြန်လေး ဘာဖြစ်မြင်လိုက် နောက်တော့ပြည့်တယ်ဟုတ်တယ်ဘေးသွားပြမယ် ဆေးကပြန်တော့ ဘေးကနေဒီမောင်ဆမ်းမဝင်ကားနေတယ် ဒါဘေးတော့အရှိသွားကြည့်လား ခြေတော်ကြီး မမြင်ဘူးမလားဒီပါလေး အေးဟုတ်လေမင်းသားတို့ရဲ့အခါတော့ အဲ့ဒါလည်းလေ ကောင်းပါလေဒီကျတော့ပြည့်စည်နေတာတူကူမ တူကူမ နောက်နောက်လေ နောက်တော့လေးပြ နောက်တော့ နောက်တော့ ဒီတော့ အားပေါ်တယ်မြင်လိုက်တာ ဘာစီနောက်တော့လေးဆရာcome on ကပိုင်နေတဲ့သူပဲလေနော်မင်းသားနဲ့မတော်တော်မနာတယ်မင်းသား ဟာလာလာတယ်ပေါ့ လာအောင်လေ ဘယ်လိုပြမလာပါတယ်မြန် ဟေးအဲ့ဒါလား ရှိမှာပေါ့ နောက်တော့ အဲ့ဒါနောက်တော့ တော့တယ်နော် နောက်တော့နောက်တော့ ပြီးတော့ ဘေးတော့ ဟုတ်ပြီ အဲ့ဒါဘေးတော့ဘေးတော့ အဲ့ဒီလိုပေါင်းတယ် အဲ့ဒီကတော့ပေါ့လေအရှိတော့ ဓမ္မအရှိတော့ အရှိတော့ဟုတ်လေဒီညနာကြောက်ပိုင်းနေတာမဟုတ်ဘူး ပြောင်းနေ အတီပြောနေအောင်လားဟိတ်ပြီးအောင်လို့ပိုင်းနေအောင်လို့တကယ်ကောက်သွားတာ တကယ်ကြတယ် တကယ်ပြန်ပြန်ခင်ဗျာညနာပြောင်းနေ ငါလည်းကြတယ် လို့ပါမဲ့တော့ဘုံပဲဗျာခုနကဘာလဲ နောက်တော့ နောက်ပါဗျ ဘေးတော့သားလည်းမသိ နောက်သွားလိုက်ပြီးတော့အဲ့မှာတောင်းမအဖဝင်ရတယ်လေ နောက်တော့ဘေးတော့ ပြီးတော့ အဲ့ဒီလိုပေါင်းတယ် အရှိတော့ ပြ
ပြန်လဲအဲ့ဒါရှင်းတော့မဟုတ်တော့ဖွင့်သွားတယ်ဘာဖြစ်တော့လားဘာလဲတော့ရှောက်မလို့ပါလေတကယ်ကတယ်လား မင်းလည်းတော်တော်ခါဘာလဲကောက်တယ်မင်း ဘောခင်းခင်းလူမန်လူကတော့ကတယ်နော်ကိုကြီးကြီးကတော့မင်းလည်းကတယ်နော်တကယ်ကတယ်နော်အဲ့တော့တစ်ချိန်ကိုရှင်းနေကြတယ်လို့ကြည့်လား တော်တော်ပဲကောင်းတယ် တော်တော်ပဲကောင်းတယ်နော်ကြက်စမ်းမယ်1 2 3 နားကိုစောနေတာပေါ့ခါခါဆက်လို့ချင်းရတယ် ကောင်းလိုက်တော့တစ်ချိန် နင်းလေဘာမှမကလိုက် ခါလိုက် ဘာမှမကလိုက် မစိုးနေတယ် သူ့ဘက်ကိုလို့ဆို အဲ့ဒါတို့တယ်ကွာနည်းနည်းတော့လေရှေ့ပေါ့ ရှင်းရှင်းလေးလုပ်ပြလိုက်ပါ လုံးစမ်းပါတစ်ချင်းလေး ရှင်းရှင်းလေးနော် အေး ရှင်းရှင်းလေးနော် ရှင်းရှင်းလေး စမ်းမယ်1 2 3 go ဝေါလောကချီတော့ ဘာလဲဆိုနေ ဒီပဲစီဆို တစ်ချင်းဆိုကွာတစ်ချင်းဆိုလေ ဟောလောတော့လေးရှင်းသူလေးအဲ့မဲ့မင်းသားလေးလေးစီကိုပိုင်စီလို့ဆိုရတာကောက်သွားတာကောင်းတယ်ဒါပေမဲ့မင်းကမင်းသားချင်းနဲ့မကနေ ဘယ်ချင်းက ဟောခစ်ကိုရှင်တန်းမယ်လေ ဟုတ်ပြီ ခစ်ကိုရှင်တန်းမယ် ဟုတ်ပြီ အဲ့တော့ခစ်တဲ့ချင်းနဲ့က ခက်တဲ့စီးလေးနဲ့ ကိုချင်းနဲ့က ဘယ်ချင်းလေးလဲ တဲ့ โอ้ ဆက်တော့ဆက်တယ်နော် ကြိုက်တယ်တန်းတန်းနဲ့ ဒါနဲ့မင်းဆိုရင်မှ ဟုတ်တယ် မင်းကဟာတိုက်တယ်ဟာတိုက်တယ်ဟာတိုက်တော့ဗျာ တော်ပြန်မလာခဲ့ ခက်တာမကောင်းဘူးလေ တန်းတန်းလေးနဲ့က တန်းတန်းနဲ့လေးနဲ့ ချင်းနဲ့မရ လူ ဘူး ငယ်တွေတော့အဲ့လိုကောင်းကောင်း လို့ အဲ့ဒါပဲဆက်လို့ရှိနေသေးတယ် ဘယ်ကမှတကယ်ကစမယ်1 2 3 go တန်း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 တ
ဒီတစ်ချင်းကိုမရ နည်းနည်းမေးပါ ဒီတစ်ချင်းကိုမရ အဲ့ဒါပြောနည်းနည်းမေးပါ ညနေမေးရပါ ဟာ ကောင်းပြီချစ်တယ်ဟဲ့အဲ့လိုပါ ဒီပါလေ အဲ့ဒါချာ 1 2 3 go တန်တယ်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 ကောင်းလေးချင်းအမောင်ပြီးနဲ့နောက်ပြီးတန်တယ်တန်တယ်တန်ခုံးလေးကပြီးတန်တယ်တန်ကောင်းလေးကပြီးတန်တယ်တန်ကောင်းလေးဆက်ပြီးတန်တယ်တန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 ်来啦ရှိမိုင်းကမောင်အော်ဒီရောင်းဒီကိုတရီတုံးလုပ်ပြမင်းတို့အဲ့လိုလုပ်ပြခဏနေအောင်ဒီကွာခဏနေနင်တို့တွေတချင်းဆိုတာကထားလိုက်အောင်ခဏမှထားတော့သူ့အမေကိုပြုစုနေတယ်အော်တမီးရေမင်းတို့ဘလောက်ပဲဟွာဖြစ်ဖြစ်မင်းသားအကအလားတက်တာမှငါရဲ့ညီထပ်အောင်ဟဲ့လေခါအေး ခါလည်းဒီဝမ်းမယ် ငါပါမေတကယ်ပါလား တကယ်ပြောတာတကယ်မေးတာ ဟိန်းစီအောင်လို့ပိုင်းစီအောင်လို့အရွယ်တော့ကကိုင်းကြီးတစ်ပေါင်းကမင်းသားဟုတ်လားအမေမင်းသားတော့မှယူလို့တည်းမင်းသားမဟုတ်ဘူးနော်ဘယ်လိုမင်းသားဟာမင်းသားလည်းမလီရှုပ်တော့လေချိုးလိုက်တော့မ ဒီညကောက ဟမ်မမျက်နှာလေးတရားကြီးကအသက်ကြီးသွားမှထောက်ပတဲ့မျက်နှာဖြစ်သွားတယ် ဒီလိုပါတယ် မင်းပြောမှာတကယ်ကြည့်မိတယ်ကျန်ဟဲလက်လေးပတ်ပရိသတ်ကိုပြုံးပြလိုက်တော့မင်းဟိုမင်းသားနဲ့သွားတွေ့တယ် ဘေးနာဘေးနာ ဟိုမင်းသား ဘေးနာ အင်္ဂုလိမာလား ဘူးဒီမှာ အဲ့ဒီအလားစားအဲ့ဒီမလားမင်းတော့ပြတ် ဟေးအလကားစားလားဟုတ်ပြောလက်ညှိုးလေးကိုပရိသတ်ကိုထိုးပြတယ်လက်ညှိုးလေးထိုးပြတယ်အဲ့ဒီမင်းသားစေကမာနာ စီးဘေးနာဘူးဒီ မင်းသားကို ဘေးနာဘူး အလကားစားလားစပင်းလေးကိုတတ်ပြလိုက် သမီးလေး အဲ့ဒီမင်းသား ဘေးနာ ဒီဝတ်တဲ့ ဒီလေးကမှာ မင်းသားကို ဘေးနာ တော့နောက်ကိုပြောကြတာဒီကမှာအတီခါလေးထောက်ပြလိုက် ခါလေးကောက် ပရိသတ်ကိုပြောပြလိုက်ဆော်ရောတယ်အဲ့ဒီမင်းသား ဘေးနာ အစားလုပ်တဲ့ ဟာကောင်းတယ် မင်းကဖះဟောတဲ့နေကတော့ မင်းသားတွေမဟုတ်လား မင်းသားကလည်း အဲ့လိုမပြောနဲ့မင်းသားပဲမင်းသား ဟုတ်လားမင်းသား သူ့မျက်နှာလေးကိုကြည့်လိုက်ချစ်စရာလေးအသားဆိုလည်းဖြူဖြူလေးမင်းသားတော်မှာဟိုမင်းသားနဲ့တော့ထူတာ မင်းသား နာမည်သုံးလုံးနဲ့ဟိုမင်းသား မင်းသားနီး ဘုံမင်းကောင် ကိုကမင်းသားကိုဘုံမခေါ် ဘာလဲမင်းသားရှောက်မပြောနဲ့ဘာမှရှောက်မပြောနဲ့ငါတကားတော့ဘယ်နှရောက်လဲမသိသူကအမှန်တိုင်းပြောမယ်ဆိုရင်ငယ်ငယ်လုံးကအခုနာမည်ထပ်ပေါင်းမဟုတ်ဘူးဟုတ်လားမင်းမင်းသားရဲ့နာမည်လေးကအသက် အစမပြောတယ်အစမမင်းသားရဲ့နာမည်ကအသက်အစမပြောမင်းသားရဲ့နာမည်ကအ သက်အမေ အစမပြောတယ်ပြတ်နေတာပြီ မအေးဘူးသွားပြီးပြုစုတယ် ။အော်ညီမလေးရဲ့ဒီကဟဲ့ကိုထိတ်ဆမ်းပါ။ဆက်ပြကွာ အဲ့လိုပဲပြောတယ်တကယ်မလားအမလေးလေးစီအောင်လို့ပိုင်စီအောင်လို့အရွယ်လို့တယ်လေအေး ထောက်ကောင်းရဲ့နာမည်ကအသက်ဟုတ်တယ်ဗျာအသက် အတက်ကကြီးတော့အဆက်အဲ့ဒီမလေးကောင်မလေးတွေကကလေး
သားတက်တော့ဒီယုံထတ်တော့ဘယ်လိုလဲပြတ်တော့အေးအေးစစ်စစ်နဲ့လူများမင်းသားတွေလာမဟုတ်ဘယ်လိုလဲညီတော့တော့သူ့ရဲ့နာမည်လေးအသက်နော်မင်းသားတက်ဒီလိုထွက်တာဘယ်လိုလဲမင်းသားအသက်ထွက်ပြီမင်းသားတက်ပြီဒီကောင်အဲ့ဒါကမမြင်တော့လားကဲညီလေးတွေ ကောင်းတယ်မှာမင်းသားဆိုတာကဟာဟိုဘာပြတော့မင်းသားဆိုလို့ ဘာပြဆက်ပြပြ ဒီမှာခဏလေးခုနမင်းကြည့်တဲ့ကြည့်ရမင်းကတော့လိုက်ရှာတယ်ပေါ့ ဟုတ်ဒီလိုမင်းသားစားတယ် ဟုတ်မင်းသားရှာတယ် မင်းသားဆိုတာကတကယ်တော့မင်းသားဆိုတာတကယ်တော့အခုအပြန်မှာဟုတ်တယ်အခုအပြန်သိမှာမင်းသားစစ်ဟောမင်းသိတိကြည့်လားအေးတော့တော့အားလုံးပြောမှာမကြည့်ချင်တယ်ဆိုရင် တိလားဟောလေမင်းသားဆိုတာအခုပြန်တာဟုတ်လားဟုတ်ပါတော့တိတိနောက်နေလိုက်နောက်နေ ဟောအေးဒီကတော့ကြည့်နေတော့ဒီလိုက်တော့ဒီမိလိုက်အားနာပါနဲ့တမီးတို့ကြည့်မိလိုက်ဒါကြီးရဲ့နောက်ဆုံးပဲကြီးပဲအဲ့တော့ကြည့်ပြရပါလေဘာပဲပြောအခုမြင် မင်းသားဆိုတာအခုပြန် ဟုတ်ညီလေးဟောပြောငါရမ်းတော်တာဟာဒီကိုတွေတွားခဲ့တော့ဒီဘယ်နည်းစနေရှိဟောမင်းတော့တက်တော့တကယ်ကိုဒီမှတ်ထား မင်းသားဆိုတာစတဲ့နဲ့က ဟာ မင်းကြောက်တယ်မလားအေးအောင်လည်းမလို့ရောက်နေလို့ပါတော့နောက်တယ်မိုင်းစင်းအေးကြောက်တယ်ပါခင်ဗျာဘယ်လိုမိုင်းစင်းရမလဲ လပိုင်းစိတ်ရှိလို့ဒီရောက်နေဖန်ဝက်စိတ်လဲပဲလပိုင်းစိတ် မသိဘူးလားခဏတော့ရတယ်အတက်ထောင်မှာ အတက်ထောင်တရားနေနေနေကကွာငါမူးလာပြီโอเค ဘူးလားဘူးလားမင်းကဘယ်နာမှာ ညာတန်ပါပြီ အခုနဲ့ဒီမှာအခုနဲ့အဲ့ဒါလေးပေါ်တော့ခေါ်ဟဲ့ မင်းဂျုံးပြလိုက်တော့ပါဗျာဂျုံးပြလိုက်တော့ဘာလဲအဲ့ဒါဘာက အဲ့ဒါအခု ဟောအဲ့ဒါအခု အပြန်ကြည့်ရလားအပြန်ကြည့်နည်းနည်းကြောက်တော့ကြောက်တော့ ဒီလိုတူလီအပြန်လာမင်းပြော အပြဲတစ်မျိုးကြီးပဲအပြဲတစ်မျိုးခုံရှင်းတယ်ခုံရှင်းတယ် တော့ဘာလဲကွာ ခုံရှင်းတယ်အပြဲမရှင်းဘူး အခုပြန်လေ မပင်မနေ အေးဟုတ်ပါပြီ အခုနဲ့ခါလေးကြည့်လိုက်တက်မယ်တက်မယ်အခု ကိုကောလို့ကြည့်လို့မှတ်တော့ အာအဲ့ဒါအခု အပြန်ကြည့်ပါ အပြန် အေး အဲ့ဒါပြန်ပြန်တော့ထိုးတယ်လာပြီးတော့ဘုံပြန်တယ်ကွာသွားလာပြီးတော့ တို့လည်းနားလည်းမလဲတော့ သွားကဲညီလေးရေကဲနဲ့ပြောဖို့ခေါ်နေဗျာအဲအနောက်ကနေပြီးတော့နောက်မင်းသားတို့လေးဒီနေအောင်တို့ပိုင်းနေအောင်တို့အော်လာပြီးတော့မင်းသားလေးရှောက်တော့ရောက်လာပြီအဲရောက် သူကနေပြီးသူကနေပြီးတောင်းရတော့ မင်းသားလေးကိုရီရေဒီနေ့တော့တာပဲရှင်ကတောက်ချီလက်ခုပ်လေးပြီးပါ ဟာလက်ကော တောက်ချီလက်ခုပ်လေးပြီးပါဆိုတော့ချီလေး ပချင်းလေးကထပ် တော တော့ က်ချီတောက်ချီပေါ့တောက်ချီ အဲ့ဒါဆိုရ မေကတမီးတို့လက်ခုပ်လေးပြီးလိုက်တော့တောက်ချီတယ်မှာဒါပဲတမီးဒီဟိုလက်ခုပ်ဒီမှာတော့တူလာရင်တော့တော့ကြိုက် ကမလေးအားလုံးအဆိုင်ကိုတက်ချင်တယ်ဆိုတော့ဟုတ်ဒီလေးပါ ရုပ်ကထားတယ် ချားတယ် ကဲတောင်းချင်လက်ခုပ်တီးပါ ဟုတ်ကဲ့ ကြားရတယ်ဗျာ စိတ်ကြည့်တော့ အားလုံးချစ်ကြပါအင်းဒီအောင်တကယ်ပဲကပြမှာကိုမမဦးတော်တော်အားလုံးအပေးပါစီလန်ကိုဒီတာတာကြိုးစားပါလက်ခုပ်တည်းကြရရင်သာသာအစီရာ ဟ
စားပေးရတာ 你乌鸦变啊？ အခုအရင်ဦးစားပေးရတာကွာ 不，乌鸦变。 အာမင်းသားလေးတို့ကလည်းညီကိုရင်းနေပဲခါကိုချာ ဟာရ ဟုတ်လေဝေဝေညံ့ညံ့ညီညံ့ညံ့ပေါ့ This is my first time of course ဟုတ် အငယ်ဦးစားမပေးနဲ့ ဘာလို့ကြင်ကြပြရ ဒီကအရင်ကအရင်တော့ပါ အေးအငယ်ဆိုတော့ရောက်တက်မှာဆိုလို့အကြီးကိုရေကဟန်းလိုက် အဲ့ဒါဆိုပြန်တော့မပြောနဲ့ညံ့ညံ့တက်ဒီလိုလုပ်မယ်ငါတို့သားလေးကိုရေကပါနဲ့အငယ်လေးတွေအေးညံ့ညံ့တက်ပဲအမေတတကမေ မကနေဘယ်လိုနဲ့အောင်မှတ်လိုက်အကြီးဆိုတာအရင်ဖြစ်တာအကြီးတော့ပဲဝင်အများကြီးရှိအဲ့တော့အကြီးတဲ့က မင်းအဲ့လိုလာပြောနေနော် ကြီးတဲ့ကလို့ ဒါခလေးတာသမီးဆိုတာရတနာနော်ချောင်းသူချောင်းကြားလာတာမဟုတ်ဘူး မင်းတို့ကမင်းတို့ခေါ်တာ ပေါင်သူပေါင်ကြားလာတာ ပြောအဲ့မင်းသားနဲ့တဲ့လောက်ကမင်းကလည်းချောင်း ဟာမင်းချာချာဘာလို့ချာတယ်လဲ ကဲတော့မတော့ပြီနိုင် ဒီနေ့တော့ပဲလုပ်နေတယ် ညီကြီးလည်းအရှင်မကနဲ့ ဟုတ်ပြီ ကိုကိုလည်းအရှင်မကနဲ့ ဘသူကြီးက ညီကိုနေအောင်ဗျာလူကလား အဲ့ဒါပိုကောင်းတာဗောအဲ့တော့ညီကိုတယောက်ညီနဲ့နဲ့လေးအတူတူက ပိုင်နေအောင်လို့မင်းသားတို့လေးဟိတ်နေအောင်လို့ကသွားတာလေလှတယ်ဗျာအတန်လေးတွေလည်းကောင်းအဲ့တော့မင်းသားလေးတွေခဏမောလို့နားတဲ့အချိန်လေးမှာကိုပေါင်းနေမရှိတော့လေရှင်းလေးတပုတ်တော့ဆိုမှနော်ပြန်ပါတော့အဲ့တော့ကျွန်တော်ဟာသားသူရှင်တော်မောင်တိုးလေးရဲ့တပုတ်တော့ live show စီစဉ်ကဏ္ဍဖြစ်ပါတယ်တပုတ်တော့ live show စီစဉ်ကဏ္ဍလေးမှာကျွန်တော်တချင်းလေးတွေဆိုမှဖြစ်ပါတယ်ကျွန်တော်ကအခုခေတ်နေထားတဲ့ဆိုရင် TikTok မှာပေါက်နေကြတာများတယ်ညားတယ်ဆိုတော့ကျွန်တော်ကလည်း TikTok မှာနာမည်ကြီးဆယ်ပြီးဖြစ်ချင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အချင်းလေးတွေဆိုပြီးတော့ TikTok မှာတင်တယ်။နော်အဲ့တော့ကြည့်ရှုနေတဲ့ပရိသတ်တွေကျွန်တော်ကိုအားပေးကြတယ်ဆိုလို့ရှိရင် TikTok မှာလူရှင်တော်တိုးလေးဆိုပြီးရိုက်ရှာလိုက်ပါကြာလာပါလိမ့်မယ်မရိမှုတွေ။လာ
ကြလိုက်ပါကျွန်တော်ဆိုထားတဲ့တခြင်းတွေကျွန်တော်ပေးဆောင်ထားတဲ့ဗီဒီယိုဖိုင်လေးတွေရှိပါတယ်အဲ့တော့အသေးလေးတွေပေးပါ comment လေးတွေရေးပါ share ပေးပါအသေးလေး comment ပြီး follow လုပ်တဲ့သူကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့သွားကြထိုးတဲ့3ယောက်စီပေးပါမယ်အဲ့တော့မင်းသားကျော်လေးတွေနားတော့နော်ရှိနေတဲ့ပြိတ္တကိုအခုတော့ like ရှူလေးပုံလေးမရှိတော့သူလာလုံးမယ်အဲ့တော့အချိန်ကမှတော့ဗာချင်းနေဆိုလေတဲ့ခုတွေ့ကိတော့မှလည်းနာမည်ကြီးဖြစ်စားနေကြတဲ့အချင်းလေးတွေရှိတယ်။ဗာလေဟိုချင်းလေးတို့ကောင်းတယ်။ကိတော့တော့မှလာပြောကြတယ်စောင်းကြီးတက်တယ်။ကိုမလေးမရေးပြကြတယ်စောင်းနာကြီးလေ။ဘောတော့ချင်းအဲ့လိုတစ်ချင်းတွေပေါ့။အဲချင်းတွေဗာလေရွှေပေမနာတော့ရွှေချင်းလေးပေါ့ဝေပေမနာတော့ဝေချင်းလေးပေါ့စိမရုံဘာလဲမရောက်နေစတာဆိုနေတာတစ်ချင်းအဆောက်ဆုံးမရအောင်အဲ့ဒီချင်းမဆိုပါဘူးကျွန်တော်အရင်ကြိုက်တဲ့အဆိုလိုရှိပါတယ်ကျွန်တော်ရဲ့အကူပါပဲကျွန်တော်ရဲ့ဆရာပါပဲကျွန်တော်အရင်ကြိုက်တဲ့မြန်မာတန်စင်တစ်ချင်းလေးပို့တော့ဆိုမှဖြစ်ပါတယ်ဆိုတော့တစ်ချင်းလေးကတော့နိုင်ငံတော်တင်းတန်ရှင်ကိုဖော်ဝေးဆိုထားတဲ့အညာပုံရင်းဆိုတဲ့တစ်ချင်းလေးဖြစ်ပါတယ်ကျွန်တော်ကတော့ကိုဖော်ဝေးရဲ့ညီတပည့်လေးဖော်ထုတ်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပြည့်တယ်ဗျာအားလုံးကနားနဲ့မနာစင်ပဲနေရချင်းနဲ့နားစင်ပြီးပါလို့ပြောပြရစီအဲ့တော့ဖော်ဝေးဆိုတာနဲ့ကျွန်တော်ကိုဖော်ထုတ်ပြန်ဆိုမှာဖြစ်ပါတယ်အညာပုံရင်းဆိုတဲ့တစ်ချင်းလေးနားဆိုတာကျေးဇူးတင်ပါတယ်နောက်စီမ
မင်းကမှားနေတယ်နော်ဖေးဘာလို့လဲတော့ဘယ်ဆိုလဲဆိုလို့ဆောင်းမြောင်ဒါအားရဲ့ဖော်တူးရဲ့တကူတော်လိုက်ရှူမင်းတို့ဆိုလို့မရဘူးကတော့ဒါရှိတော့ပဲသူကြည့်တော့ပြန်လာမယ်နဲ့ညနေမင်းအိမ်ပြန်ပြေလို့လားပြောအားရလဲကွာဒီတို့ချပါတဲ့ကယုံစိုးကျတဲ့ခင်မာလားဟာဒီနေ့မာရီလာနေတယ်ရကားတလေတော့မားတက်ပါတယ်ဘာလဲလို့နေလဲဘာလေအဲ့လူကခန္ဓာဘာသားလို့ရေခမရလိုက်တောက်ဆက်နေတယ်လို့ပဲဘာလို့လူခန္ဓာလို့အဲ့လူကခန္ဓာဘာမှလည်းမနှောက်ရှက်ပါဘူးကွယ်မင်းအောင်ဒီနေရာကိုဘလို့လာတာတော့ခမရဒီနေရာကိုဘလို့စိတ်နဲ့လာတာတော့ဒီနေရာမှန်ပြီးတော့ဘယ်အောင်မှန်းတာလဲသမားလေသမားလေဆရာသမားဝေးကြတဲ့အကျိုးတွေကတ်နေတာဒီနေရာမှန်ရပါပြီဒီလိုမှန်တာအခုလေအခုမှန်ကျွန်တော်ကတော့ခဏလေးမင်းကအလုပ်သမားအကိုကြီးကအလုပ်ရှင်အလုပ်သမားကဘယ်လောက်ရလားနေပါလေဆရာတစ်နေ့3သိန်းဟုတ်ပြီခဏလေးလုပ်ရှင်ကြီးခင်ဗျားတို့ကျုပ်ညီမှုတယ်လို့ပဲတစ်တော့ဆယ်ကြီးမလားဟုတ်ပါလေကိုကြီးတော်ကြီးကကျုပ်ကလည်းတစ်တော့ဆယ်ကြီးဖြစ်တယ်လို့ရှင်းဆုံးမလို့ပါဘူးအားကြလို့ပါကြီးလို့ရေအားကြလို့ပါတစ်တော့ဆယ်ကြီးညီမှုတယ်ဒါနဲ့မင်းကထားလိုက်တော့အကိုကတော့တစ်နေ့လောကဘယ်လောက်ရ15သိန်းဒါတော့မှဒါဒီတော့ပဲရှိနေတယ်ဒီဆို30လောက်ရကိုချင်းစာပါတယ်ဒီနားလေးမှာပဲခံမယ်ဒီနားလို့မရဘူးဒီနားလေးမှာဆိုလိုက်ဒီနားလို့မရဘူးဒီနားလေးကိုနှလုံးသားဒီနားလေးကိုနှလုံးသားဟိုဒီအနီးရှိုင်းဒီနားဆိုလို့ရဘူးဒီနားလေးဒါကျွန်တော်ရဲ့တကူတော်လိုက်ရှူဖို့တို့ရဲ့တကူတော်လိုက်ရှူမြောင်ဒီမှာဟလို့မြောင်လို့ရှိရဘယ်ကျိုင်းလဲဆိုနေတယ်တင်ကားလည်းတော့လူကန်နေတယ်အေးအဲ့တော့ကျိုင်းအားရပါလေတော့တယ်မင်းရဲ့နေတော့ခါမလို့3သိန်းအကိုကြီးရဲ့နေတော့ခါမလို့15သိန်းနှစ်ယောက်ပေါင်း30ပေးလိုက်မယ်ဆင်းပြီလားပြေတော့ပြေတယ်လို့ပါပဲနော်ဆရာတော်ပြေပါလေဒါပဲပြောပြေနော်ဆိုတာကမနှောက်ရှက်ပါဘူးလေဒီနားလေးကိုလုံးလားရပြီဖော်တိုရဲ့လိုက်ရှုမှာနောက်ဆုံးနဲ့နောက်ပြီး30ပေးလိုက်မယ်30ပေးလိုက်မယ်ကျိတ်ကျိတ်ဖယားစုဘိုးကျိုးပြေယူသွားခန်းတယ်မလို့လေဘယ်တော့ဘယ်တော့လဲအမေကဖိုင်နေတယ်အဲ့လိုတော့ကျန်နေကြတော့အဲ့လိုကဆင်းနေတယ်ပါလေဒီတော့အညာပုံရင်းဆိုတဲ့တချီလေးပြန်ပြီးသားစီလေးပါခင်ဗျာကျေးဇူးတင်ပါတယ်ပဲလေးပြပါဦးဒီမှာရွာလူလာလေးအညာလူလာလေးခမရလေးကလေးကျုံလုံးလာလေးရှင်လေးလူလေးကလေးအချင်းကြောင်းလေးပါနာမလေးဘူနာလေးကလေးယူနာတော်လူအိုင်မသေးလေးသူ့ချစ်ပြီးများလေးလူယုံပြီးနေတာလေးလူချာလေးရတော့ဘုရားယူပါလေခမရလေးတို့ပါမင်္ဂလာရှိတဲ့အချိန်ထောင်းလန်းအစုပ်တွေလဲငါးရအစုပ်တွေလဲနှစ်ရအစုပ်တွေလဲအပေါက်တွေမှန်သမျှအကုန်လဲတယ်လူများတယ်နော်စီဝေးဟောင်းနေဝေးတယ်ကောင်းပါလေအကုန်လုံးဝေးတယ်ဟဲ့မိမခမရအောင်ပါလို့ခမရအောင်ဘာလဲခမရအောင်ပါလို့ဟမ်အားလုံးမလုပ်နေတာဘာလို့ခမရအဲ့ဒါငါရက်ပါလေတော့ဟုတ်
လေခမရကမသိပါနဲ့ခမရကလုပ်တယ် ဟာငါအစုပ်တွေလဲတယ်ပေါက်တွေလဲတယ် အစုပ်တွေလေအ ဈေးရောက်လားဈေးရောက်လား ဈေးရောက်လား ဈေးရောက်လားနေမဟုတ်ဘာဖြစ်လဲ ဒီဆောင်းပေါက်ကြီးကခုနမြက်တန်းကိုကြီးနဲ့ဆောင်းပေါက်ကြီးနဲ့တူတူပဲလား မင်းရတယ်ကွာထောက်ထားတာအများကြီးပေါက်တယ်ဒါလည်းကိုကြီးကမဟုတ်တော့ဘူးဒီကဘာလဲမင်းလဲအောင်လား မဟုတ်ဘူး မင်းမပေါ့ရတယ်လေ ဘလီဘာလဲမပေါ့တယ်လေ မင်းမခိုင်တဲ့ပတ်စံအိတ်ကပြဲနေတယ်လဲလား ဘာလို့တာ ပတ်စံအိတ်ပြဲနေလေပတ်စံပြဲနေလေဒီဝင်လည်းဝင်ပုံစံတွေမှန်ပွဲနေတယ်ပုံစံတွေဝင် အကုန်ဝယ်တယ် ဟုတ်ဝင် ရောက်ခမလေးပါလို့ပြောတာ ရောက်မှတော့ဝင်ရောက်မှလည်းမသိ ရောင်းနေလို့ရောင်းနေလို့ ရောင်းနေတယ်တော့ပုံစံလာပို့လား ဒီလိုမျိုးမေးအောင်မေးခမရအနေနဲ့ဘာလို့လဲဒီမှာကျွန်တော်ဖော်တိုးရဲ့ live show လို့ပြောနေတာတဲ့ကောင် ဘယ်မှာတော့မတော်လေငါတော့မဟုတ်လေငါတော့လုပ်တယ်ကွာ အဲ့လိုမလုပ်နေကြတယ်ကျောက်ကတချင်းတစ်တော့ဆိုင်ပြီးဖြစ်နေလို့တချင်းစုံနေပါလေဆိုတော့ အော်မင်းစရီကနောက်မှပြန်မှာငါအရင်ကတော့လို့ ဟောအရေးပြုတ်ပါဆိုလို့ အော်မင်းရတယ်အရင်ကတော့လို့ အဲ့ဒါဆိုလို့ရှိရင်ခမရလည်းအစီအပြေအောင်ကျုပ်လည်းအစီအပြေအောင်ဘယ်လိုလုပ်ပါလား လို့တော့ပြော ခမရနေတော့ကတရက်ဘယ်လောက်ရ ဟမ် တရက်ဘယ်လောက်ရဒါလောက်တာတရက်ကိုဘယ်လောက်ရ ငါတို့အောက်ချိန်တန်းလာနေပါအိမ်ကတော့ဆိုတာမရှိဘူးတနေ့လုံးမနေ့စား အိုး ငါတနေ့နဲ့နေကလည်းဘာမှအများကြီးပေါ့ အများကြီးကုန်လား ငါမိသားစုစားရတော့တော့ရော ဟောဘယ်လောက်လို့ 3သိန်းဝယ်လောက် ဒီဖုံးစုပ်ဖုံးပွဲဝယ်တာကို3သိန်းဝယ်လောက်ရတယ် အားရကျွေးနေရတယ်ဘာလဲအဲ့ဒါဆောင်ရတော့ စပင်းကျွတ်တွေပါရောဝယ်သေးလား တနေ့ကတော့နောက်မှစီးပွားရေးကမကောင်းသေးဘူး အဲ့ရခမရလည်းအစီအပြေအောင်ကျုပ်လည်း live show လေးဆိုလို့ရအောင် ဒီပါပေါ့ ပြတော်စလေးလေးချင်လို့ ဟောစိတ်လေးပြည့်တယ်ခါလာတယ်လို့ဘောစိတ်လေးပြည့်နေတာများငါ့ကိုပြောပါလား ဟောလွတ်တယ်ပေါ့ ဒီအကောင့်နဲ့ထည့်ပါ ဒီနေ့ခေါ်တယ်ခမရလည်းအစီအပြေအောင်ကျုပ်လည်းအစီအပြေလို့ လို့ ခမရနေတော့ခါလောက် 3သိန်းဝယ် 3သိန်းခွဲ3သိန်းခွဲဆိုတော့ဒီလိုခမရနှစ်စားလေးပဲဗျာ နှစ်စားတော့3သိန်းကိုသိန်းကုန်တယ်ပေါ့ သိန်းဘယ်လိုပြန်တယ်မျိုးလေးမသိဘူး 3သိန်းမှတော့နောက် 3သိန်းနှစ်စားဆိုတော့2သိန်းပေါ့ ဟေးဒီခဏတိတ်ခဏတိတ်တော့လည်းကျွန်တော်ပြောတော့ဟော ဟဲ့ဘယ်တိုင်းမှာလဲဆိုတော့ဆက်သိန်းပြီကြာဆက်သိန်း အားရမစတဲ့နဲ့ဆိုပြ ဆက်သိန်းပြီဆက်သိန်း အားရနဲ့ငါမိသားစုနဲ့ 15သိန်း ငါသိတယ်ငါလုပ်လို့ရငါသိတယ်လုပ်တယ်ဟိုဒီစသားလေး15သိန်းလုပ်ရ ဝင်5သိန်းပြီ 5သိန်းနဲ့လုပ် 5သိန်းရမယ်နော် 5သိန်း အဲ့လိုပြီးမယ်မနောက်ရှင်းနဲ့ မလို့ချက် တတလေးကိုအာနာ ရတယ် ကျေတော့ဆက်ပြီးပြည့်နေတယ် 5သိန်းတော့ 5သိန်းဟုတ်ပြီမင်းသားလေးနားတယ်ဒီတန်းလေးကိုမှာကျုပ်နေဦးမယ်ဟောဒီမမိုးမသိတော့ကိုလိုက်လို့ရှိရတယ်နိုင်ရှုံးစီလေးနဲ့ဒီပြီးအောင်မလားမသိဘူးနော်မင်းသားလေးပြီးပြီလားမင်းသားလေးနားလို့ရှိတယ်ဆိုလို့ရတယ်အဲ့တော့ဖော်လို့ရဲ့လက်ရှုပ်စီလေးပြန်စမယ်တစ်ချင်းလေးပြောင်းဆိုလိုက်တယ်ဗျာနော်အညာပုံရင်းလို့မြင်ရပါတယ်သိသိပြီးပါဦးဆရာပြန်မစင်းတတ်ဘူး အဲ့ဒါမလုပ်လို့ဒီမစက်တယ်မြန်လုပ်နေသေးတယ်ဒီဘော ဟာခုနဘယ်ကောင်ကလားလဲ ဟေးဒီမှာဟေးကျောက်ကဒီမှာညမမေးတက်လာတော့ဒီဘော ဘယ်အားမှာ ခါလည်းကြည့်ဦးမယ်မရဲ့ဒီဘောခမရကိုကြောက်နေဘူးလို့ပဲနော်ဟေးရမ်းလာယူခမရလူခံနေလူပုံလား အခုအလူမခံတော့တရောင်းသားကြီးကနေသားလိုက်တဲ့ကောင်ကအလူကံပုံနဲ့အကုန်မတော့တာတရောင်းသားလုပ်ငန်းပြောင်းလိုက်ရပြီအခုမျက်လုံးကမ်းမိမယ်လေအုံးမိတက်နေရပြီ မျက်လုံးကန်းတာကိုအုံးမိတက်နိုင်ပြီလေ အုံးမိတက် ဒီဘောခမရမျက်လုံးကန်းနေတာတော့အုံးမိလို့တက် မဲပြီးတော့ပဲထက်တယ်မဲပြီးတယ်လား ဒီအုံးမိဒီကိုလိုက်နေလို့ အုံးမေကိုမှန်းပြီးတော့တက်တာ ဒါနဲ့ခဏနေဦးကျွန်တော်မြင်မှုတယ်နော်ဒါအုံးမိတက်တဲ့ကျုံမဟုတ်လားတင်းပေါ်မှာချတဲ့ကျုံမဟုတ်လားဒါမှမဟုတ်လေဘာဥပါလိကားရဲ့ကျုံမဟုတ်လား ဘယ်ကဘာလာပြောနေတာငါခန္ဓာကဒီကျိုးမှနိုင်မှာကျိုးသိမနိုင်လို့ငါမှတင်းဖို့ကတော့ဖူးလား ဒါနဲ့ကျိုးရဲ့ကြည်ပြီးဓာတ်ရဲ့သေး ရတဲ့ဥစ္စာကိုလာလား အဲ့ဒါ ကျွန်တော်ကဒီနေ့မှာ မင်း အုံးမေတက်တယ်အုံးဒီခူးတယ်
ဒီတော့ကမကိုက်တော့အုံးနေရောခုမှရ မဟုတ်ဘူးပြောပြမယ်အခုဒီဟင်းနေအောင်လို့ကနေတဲ့ရွာမားနေဟာအုံးနေမရှိဘူး မရှိဘူးလား အုံးနေမရှိဘူး အဲ့တော့အုံးနေမရှိခင်ဗျမိမဝတ်တက်ပဲ အလီမိမတော့ချမ်းသာပြီငါမိမတော့ချမ်းသာပြီအုံးနေမရှိဘူးလို့အဲ့တော့မင်းလည်းအစီအပြေသွားအောင်ငါလည်းအစီအပြေသွားအောင်ဟာခုနအတိုင်းပဲဟာသဘောပေါက်တယ်မလားပါတယ်နှစ်ဆနှစ်ဆကြိုက်တယ်မလား သဘောကျတယ်အဲ့လိုမျိုးငါနှစ်ဆပေးလိုက်မယ်မိရဲ့တနေ့လိုအောင်လုပ်ရတယ် ငါတယ် ဒီအုံးနေတက်တာကို9သိန်းရတယ် ငါတယ်ရ အားလုံးလိုက်ရှုံးမှတစ်စင်းလိုက်ဆိုတော့8000နဲ့ရတယ်ဒီလိုလုပ်ပါလားဟမ်ရောက်အဲ့လိုဆိုတော့အေးဆိုဆိုအဲ့ငါဝင်လာပြီမမေးဘူးငါဝင်လာပြီ အဲ့ဒီလာပြီးတော့ ငါအုံးနေတယ်မယ် မတတ်မရငါစီပွားရေးလာမယ်လို့ခုနကဘယ်လောက်ပေးမှာ 9သိန်း โอเคအဲ့လောက်ဆိုဒီလက် 9သိန်း အဲ့ဒါဒီမှာနဲ့ဆက်ဆို တော့ တော့ မမေးနဲ့ဆိုပြီးတော့9သိန်းနဲ့စားပေးမယ် ငါသိနေသားအေးဘုဘမှာပဲသွားပြီးတော့အုံးနေသွားတော့ အေးပြီးဒီအောင်မလားနဲ့နော် အေးမလား တော့မလားနော် မလား ပြီးတော့ ကလေးမိမပေါ်တက် မင်းမေးလို့လည်းပြောတယ်ဘုံမေးတယ်လေဘုံဟာဘောလေးတော့မောတော့ဇာတ်ရဲ့ဒီလိုမောနေဘလူးလီနာတော့ပြောလိုက်အထုံးမောလေးဟောအထုံးမောလေးဒီဘေးအားလုံးလုံးဒီအဲ့တော့အနောက်ဆက်တွေရမ်းများတယ်တချင်းလေးပြောင်းဆိုလိုက်မယ်နော်အညာပုံမြင်မယ် ကိုစုပ်မလားမဟုတ်လားမို့လား ဒီချိုးပြီးမှလုပ်ရတာလေ ကိုရပြီစရိရပြီ ဒီကောခမရတဲ့ကျုပ်ညီမှုတူပဲနော် လူမရှာနာမည်သူမရှာပါပဲ ဒီကောခုနမျက်မမြင်အလူကန်ကြီးရဲ့နောက်ကလိုက်တဲ့ခမရအလုပ်သမားမဟုတ်လား အကူကလေဟုတ်ပါလေ ဒီအခုအလုပ်ပြောင်းသွားပြန်ပြီ အလုပ်ပြောင်းသွားတာအဲ့လိုအရင်ကစင်မပြေခဲ့တာဟောင်းစားကျွန်တော်စီကပတ်စတယ်ပြန်ခိုးတာ ဟိုဘောပြောတော့မင်းခိုးတာတဲ့ ဟာသူကခိုးတာအဲ့တော့ကျွန်တော်အလုပ်မကောင်းတော့ကျွန်တော်အလုပ်ပြောင်းတာ အလုပ်ပြောင်းလို့ ကိုရစရိအကူစုပ်လား ဟမ် စုပ်လား ဒီကိုရစတဲ့ကစောရတာမဟုတ်လေ စရိကစုပ်တာလေ ငါတို့တောက်တာလို့ပြောတာဒါပြ ကိုရစရိဒီခမရဟိုလောက်ကစင်မီလို့ ဒီလိုပြောင်းတာ ဒီလိုပြောင်းတာ ဟုတ်ကျ ခမကျုပ်ကနောက်ဆက်နေမဟုတ်ပါဘူး အဲ့လိုကြည့်တော့ဟုတ်ပါဘူးကျွန်တော်ဈေးရောက်တာပါ ဟိုဖိုတိုးလေးကိုအားနာအောင် အားတော့လေဒါပါလေ ခင်ဗျားတို့တစ်တော့ဆင်ပြစ်ချင်လို့ အခုကလေစီးပွားရှာရာပူချင်းစာလေကျွန်တော်တို့ဒီကားလို့ရှိတယ်ကျွန်တော်မိမ4ယောက် ဘယ်မှာသူတို့လေးရောက် ဟုတ်ဒါသမီးကတိတ်မရှိပါဘူး ဘယ်ရောက် 91ယောက် တကယ်မွေးနေတာမသိနေပါအဲ့ဒါဆိုရင်မေးပါဦးမယ် ဟုတ် ငါကားဝင်းနေမှာရောပါရော900လည်းတွေ့မှုပါတယ် ဟုတ်ကြတော့ ဒီလိုမျိုးဘန်းတယ်လေ900လို့လေအများကြီးစလိတ်ဘူးတွေအများကြီးရောင်းတာ ဆရာလေ မိကမှာဘယ်လိုဖြစ်လို့3တယ် ကျွန်တော်အဲ့လိုအရင်ကြီးမတက်နိုင်ဘူးလေမတက်နိုင်တော့ကျွန်တော်လမ်းထိပ်ကဆိုင်မှာကျွန်တော်900 500ဘူးဝယ်တယ်ဒီကလည်းကျွန်တော်အညံ့အများကြီးမစားပါဘူး ဘယ်လိုကြီးလို့ ဒီတစ်ထပ်ကိုကျွန်တော်3500နဲ့ပြန်ရောက်တယ် ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့နည်းအမြတ်စားပြီ ဆရာလေမိသားစုများတော့အညံ့စားမှရမှာပေါ့အဲ့လို မိမ4ယောက် မိမ4ယောက်က လေးက90ကျော်တယ်ဆိုတော့ 91ယောက်ဟုတ် ဟုတ်ပါပြီဘာလို့စရိတ်လေအဲ့လိုပါ အေးငါကလေးဟုတ်ကြတော့စိတ်ကြည့်လို့ ဟုတ်တယ်ရတယ်ဆရာကလည်းဆရာကလည်းအေး မိတည်တယ် အေးမော်တယ်ဆိုဟေးငါတော့မိကအားလည်းပါပါလို့ဆရာအေးရတယ် ကောင်းတယ်ဘာစလေ အဲ့ဒါမာဘီရဲ့ဆရာ ဟော မာဘီရဲ့ဒီတတ်တယ်ဆရာ လေးတော့ ဟောလား မာမီးလေးကိုငါတော့ ငါတော့ပြရတယ်ဆရာ ကောင်းပြီ ဟုတ်ဆရာဘယ်ရလို့ဆရာယူလိုက်တော့ချလိုက်တော့ငါတော့မပြီးဆရာဟို အဲ့ဒါယူကြီးဟုတ်မဖော်တိုလိုက်ရှိုးလုပ်နေလို့အချင်းကိုမဆိုသေးဘူးကွာ ဆိုလေးဆရာရသူကိုမဆိုကိုရစလေးရပြီ နေပါဦးမင်းအဲ့လိုလုပ်တော့ငါမလို့ဇိုးမပြိတော့ဘူး ကျွန်တော်ဈေးလောက်ပါပြီဆရာ ပြောရောက်ပါဦးလား ခဏလေးပဲ ခုနလိုပဲ တော့တော့ဒီမှာ ဘောတယ်ဆရာအဲ့ဒါဆို
နှစ်ဆဆရာဘောပါပါတယ်ဘာမှကြောက်လေ အဲ့ဒါဆိုရင်မနောက်ရှင်းနေ ဟုတ်ကဲ့ဆရာဟုတ် ဟုတ်ပြီနော် ဟုတ်ရ အဲ့တော့မင်းရဲ့တနေ့လူကားကနေတော့ခါလေးပြောတယ် ဟိုအများကြီးမရပါဘူးကျွန်တော်ဟိုကတနေ့2000 2000 35ကျက်နဲ့45ပြဘယ်လိုအဲ့ဒါကိုနှစ်ဆပေးရမှာ နှစ်ဆ ဘယ်လောက်2000 80008000 8000 အဲ့ဒါတော့ပြောတယ် ကိုပြောတာကိုမသိတော့လား နည်းနည်းပြီးတော့ဆရာ ပြန်နေတာ2000 8000 8000 500 45ကျက်နဲ့85ပြ အဲ45ပြားမယ်45ပြနဲ့85ပြ ဩ45ပြားမယ်ဟုတ်ပြီအဲ2000ဆိုတော့4000 8000ဆိုတော့16000 5000နဲ့6000 5000ရေ800ရေဟိုကတရားမဆရာဟို45ပြအားကြောင့်ရှိရတယ်ဒီဟိုက2000ပြပေါင်းတယ်ဆရာကစားတော့ အေး2000လို့ ဟုတ်ဆရာ我来接车了，买个我的盖的，接车了。我把路给他听嘛， မဖို့တိုးရဲ့လိုက်ရှူစီ 我都也来修， မင်းသားလေးနားတော့ 哦，没哪里那个签署了， ဒီ 我 လိုတိဆိုင်တိဒီလိုဆိုင် 现在签署了， ဟုတ်တယ်ဟုတ်တယ် 我大姑老没没喏，我是啊，我阿等那个路蒙看到了，我刚蒙我是， ဟမ် 我等那个路蒙看到我。 တိတော့မှာအဲ့ဆိုတဲ့ကောင်လေးရှိတယ်အဲ့ပေါက်နေအားပြေ 哦，အဲ့လိုလားဒါပေမဲ့အခုတည်းဆိုးတွေသူတို့ကရုပ်ကလေးတွေကနည်းနည်းကြည့်လို့ကောင်းတယ်လေအခုကျတော့ဟိုကညနာမှာဘူးတွေတက်တယ်ကပလီထိုက်တာ အဲ့ဒါမှဘောလီထဲလို့ရမှာပေါ့ နားလည်းမေးကြည့်တာကလက်ကျက်ချတာ ဟုတ်ပြီအဲဒါဟိုစောကြည့်ဘူးလို့ခေါ်တယ်ဆော ဒီဘူးဆိုကြည့် စောကြည့်ဘူးစားရှိ ဟို လို့ ကလေ အဲ့ဒီမင်းမသိပါ ဟို ဘူး ကဆရာအိမ်မှာတမတိလို့မေးတာနော်ကြည့်စရာလေမှန်လေးပါလိမ့်မရှိ ဟမ် ကြည့်စရာမှန်လေးပါလိမ့်မရှိ ဘာဖြစ်လို့ ကိုမျက်နှာနဲ့ကိုလူစောင့်နေကတ်တယ် အော်ကိုကလည်းကိုဆိုတော့မင်းက လက်ကျက်ချတာ မင်းတော့ရှက်ပြီးလို့လား မဟုတ်ပါဘူးကြည့်ရအကွဲလေးကိုမရှိ ဒီမှာဟုတ်ပါပြီတော့တော့ ညာ မင်းစားရမှာဟုတ်လား ဟုတ်စရာ မင်းသားလေးထောက်ပါအော်ဒီကွယ်အခုလည်းဒီဝတ်တယ်ဟာ ကိုယ့်ရဲ့ကလေးစလိတ်ကြီးရပြီ ရွာလူလာလင်း မာပီရဲ့ကလေးကို ဘာပြည့်ဒီဝေး 900က900ဘူးဖတ်ကြတဲ့ကလေးကို3500ဘယ်လိုလဲ မြူတိုင်းတက်လုံးစေမလုံးတော့ပေါ်လိုက်ခဲ့စေပြီ ယူယူစီစီကလေးဘွားကြောင့်စားလေးတရားစားမေးစားကြက်မေးဘူးမီကင်းမေးဘွားပျော်ပျော်ပါပါဆောစားကြမယ်မြဲလာကြပါယူယူစီစီကလေးဘွားကြောင့်စားလေးတရားစားမေးစားကြက်မေးဘူးမီကင်းမေးဘွားပျော်ပျော်ပါပါဆောစားကြမယ်မြဲလာကြပါလာဘွာမြဲလာကြပါ You see, kili boy, jom sale dia. Same sajame, pubi kini boy. Bio baba so sajame, nyemye la jakwa. You see, kili boy, jom sale dia. Same sajame, pubi kini boy. Bio baba so sajame, nyemye la jakwa. La gua, nyemye la jakwa.
မပြေပါနဲ့မောင်ကြီးရဲ့ကြက်တဲ့ဆူလို့သေးလိမ့်မယ်ဘေဘေကဆူဆူညာကဆူဆူကိုလေးချဆူတငယ်ကြီးအိုးအိုးနော်မင်းသားတို့လေဒီနေအောင်တို့ပိုင်းနေအောင်တို့အော်လာပြီမင်းသားတွေရောက်လာပြီရောက်ခါရနေပြီသူကတည်းကတောင်းရတော့မင်းသားတွေကိုရီရေဒီနေ့တော့တာပဲရှင်ကတောင်းချီလက်ခုပ်လေးတီးပါဟာလက်တောင်းချီလက်ခုပ်လေးတီးပါဆိုတော့ချီလေးပချင်းလေးကထပ်တောင်းချီတောင်းချီပေါထောင်းချီအဲ့ဒါဆိုရမေကတမီးတို့လက်ခုပ်လေးတီးလိုက်တော့တောင်းချီတယ်မှာဒါပဲတမီးတို့လက်ခုပ်လေးပါတော့သူ့လိုက်လို့တော့ကြိုက်ကမလေးအားလုံးအဆိုင်ကိုတက်ချင်တယ်တော့လက်ခုပ်လေးလိုက်ပါရုပ်ကထားတယ်ချားတယ်ကြိုက်တောင်းချီလက်ခုပ်တီးပါဟုတ်ကဲ့ကြားရပြီလားစိတ်ကြည့်ကြပါစို့နော်ဖိနေအောင်လေးကိုလာအားပေးတဲ့ဝန္ဒနာရှင်ပိန်းတဲ့နေကနေပြီးတော့ဆုချတာဟုတ်တယ်အမေမလို့တော့ပြောဖို့ခေါ်လိုက်တယ်ဝန္ဒမီတို့ဆုချမယ်ဆိုတော့ခလေးဆုချမယ်ဆို6ပေပေါ်လေးဆုချပြီနော်ဟုတ်တယ်ဘာလို့ခလေးကတည်းကအတက်ငယ်သေးတယ်ဟုတ်တယ်ခလေးကလည်းချွတ်ချွတ်လေးဆိုတော့အတဲကိုစစ်ပြီးတော့မှာဆိုအတဲတို့စစ်ပြီးတော့မှာဆို6ပေပေါ်ဆုချပြီ6ပေပေါ်ဆုချပြီအဲ့တော့ကျွန်တော်တကယ်ချင်းတိုးလေးလည်းဆုတွေပဲချလိုက်ရပါတယ်အဲ့လိုမင်းသားလေးလိုပဲကျွန်တော်တကယ်ဆုချမယ်ဆိုလေ6ပေအကွာကနေပြီးဆုချပြီပါချစ်ပြီတော့မှာဆိုလို့ဟောဝတ်ချက်နဲ့ထုတ်ပြီးပါဆိုလို့တာဘူးရဲ့ကနေငါနားမလာခဲ့ဒီကနေ့ကကျွန်တော်ကိုရှယ်ဖြိုးနဲ့ချလို့ရပါတယ်ဟုတ်တယ်ချအိမ်သာကျွေးတဲ့ဥပါဒီကြီးတော့အိမ်သာကျွေးသူလူတွေကတော့မင်းသားလေးရဲ့ဆုရသွားပြီဟုတ်တယ်သူလူတွေကလည်းရှင်တော်၄ရောက်ပါတယ်၄ရောက်ပါတယ်ရှယ်ဖြိုးတော့မပါဘူးမပါဘူးထက်ဆိုင်တော့မပါဘူးဘာတော့မပါဘူးဘာတော့လည်းမပါဘူးဘာတော့မပါဘူးချက်ကောင်းအတွက်ကိုတီးတတ်ကောင်းအတွက်တီးတတ်ဘာသာရှင်ပြိတ္တတွေလာပြီးတော့ဆုချသွားတယ်ဟုတ်လားဟုတ်တယ်ဘာအတွက်ကိုဆုချသွားတယ်ပြပြတယ်အခေါင်းလုံးအဲ့လိုကြီးကျိုးတဲ့ဘလူးလီတတော်ရဲ့ပြိတ္တကကိုချစ်ပြီးသားအောင်တားရီကျိုးသားတော့ချွေးလေးတော့ကုန်တနာပါတယ်ပင်မနီပြီးကတော့ကြောက်ကုန်တော့ပြိတ္တကချစ်ပြီးသားလေတော့ပင်မနီမှာဘောတော့ကြီးကျိုးသားမယ်မင်းသားကိုထားတာမင်းသားကိုထားရှင်တောက်ချင်သေးလားအတောက်ချင်မှာဘူးတဲ့ပင်မနေမှာဘူးဟုတ်ပါဘူးမင်းလည်းမင်းသားလည်းမဟုတ်ငါတို့လည်းပင်မနဲ့ဟာယူမင်းလည်းပင်မလို့အားလည်းပင်မလာအောင်တကယ်ကြီးချစ်ချင်မဲ့သားရင်တော့တမင်းတော့မထင်နဲ့တော့ပင်မလို့ငါလည်းကပဲဒီလူကဘာမှမယူဘူးတော့ရိုးပဲရမယ်ဒါတော့တဲ့မိကြတော့ရိုးပဲရအဲ့တော့တသားရှိနေတယ်တော့တသားရင်ပင်မနေပြီးတကယ်ကျိုးစားတယ်ကလေးရှိရှိနေတော့မင်းရမောမောတော့အေးရပြီစစ်စစ်လေးပေါ့လက်ခေါ်တဲ့ကြောင်ဒီကပြီးတော့လည်း
ယောက်ျားပေးသားမယ်ဒီကတော့ကျေလို့ရတော့နော် ဘာလို့လဲ ဒီနဲ့ကျေလို့ရတော့ဘေးကြီးအားနာတယ်ပဲ အဲ့တော့ကပိတူတာပဲချင်းလက်ကုန်ချေချေတီးပြီးပါဆိုတဲ့ချင်းလေးရှုပ်လာမယ်ဗျာ လောက်ဆက်ရတော့မှာပေါ့ဗျာဒီရောဒီမင်းသားလေးကိုချစ်တယ်ဆိုရင်နှွေးပြီးတောင်ကြီးရှိတဲ့ဒီဒီကိုဒါနေဖို့ဖိတ်ခေါ်ရင်ဘာမှမြန်မာသာကုသဒုံကြီးပေးထားတဲ့ဒီရောတို့နှုတ်ဆက်ခဲ့ပါလေဆိုတဲ့ဒီဒီချင်းလေးနဲ့နှုတ်ဆက်ကြောလည်းမရစီခင်ဗျာ သွားတော့မေပြန်တော့မေကင်းကြီးတော်တို့နှုတ်ဆက်ခဲ့ပါတယ်သွားတော့မေပြန်တော့မေဟင်းစီအောင်တို့နှုတ်ဆက်ခဲ့ပါလေ